မင်္ဂလာပါခင်ဗျာတောင်တွင်းကြီးမျိုးကိုရောက်ရင်တော့မဖြစ်မနေတွားရောက်ဖူးမြော်တဲ့တမိုင်းဝင်ဖျားကြီးတစုရှိပါတယ်အဲ့ဒီဖျားကြီးကတော့တောင်တွင်းကြီးမျိုးကုံဆောင်တမိုင်းဝင်ဇေယျမင်္ဂလာရွှေနောင်ဖျားကြီးပဲဖြစ်ပါတယ်ဗေဒနိုးပြည်ရှင်ပန်ထွားဘီယမာကြီးနဲ့တောင်တွင်းကြီးရဲ့မင်းဆက်တို့ကပြန်လည်ပြုပြင်တည်ထားခဲ့တဲ့တမိုင်းဝင်ဖျားကြီးကိုကျွန်တော်နဲ့အတူတွားရောက်ဖူးမြော်နိုင်ဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာလွန်ခဲ့တဲ့9နှစ်လောက်ကစပြီးတော့တမိုင်းဝင်ရွှေနောင်ဖျားကြီးမှာနှစ်စဉ်တိုင်းကျင်းပခဲ့တဲ့တပေါင်းဖျားပွဲကြီးလည်းမကျင်းပဖြစ်ခဲ့တာကြာခဲ့ပါပြီ။အဲ့ဒီအချိန်တုန်းကတပေါင်းဖျားပွဲကိုအနေနဲ့ရရက်ကမြင်းလဲနွားလဲကားများနဲ့လာရောက်လည်းပတ်ခဲ့ကြပါတယ်။ပြီးခဲ့တဲ့တပေါင်းလာပြီးနေ့ကကျွန်တော်မွေးရမြေကိုရောက်တော့ဖျားကြီးတန်တွားရောက်ဖူးမြော်ဖြစ်ခဲ့ပါတယ်။ဖျားကြီးတန်တွားရောက်ဖူးမြော်တဲ့အခါတိုင်းငယ်စဉ်ကလေးဘွားကမိသားစုနဲ့အတူဖျားပွဲကိုတွားရောက်လည်းပတ်ပြီးတော့ပွဲစည်းတန်းမှာမြင်းလျာမှန်သမျှကိုတပူတစားလုပ်ခဲ့တဲ့အမတ်တရတွေဇက်ပွဲတွေရွှေလာမင်းရုပ်ရှင်ရောမှာရုပ်ရှင်တွေကြည့်ခဲ့ရတဲ့ငယ်ဘွားကအချိန်တွေကိုပြန်တွေးတတိယနေခဲ့မိပါလေ။တစ်ချိန်ကြာရင်တော့တပေါင်းဖျားပွဲကြီးလည်းပြန်လေကျင်းပနိုင်ဖို့မျှော်လင့်မိပါတယ်ခင်ဗျာ။တမိုင်းဝင်ရွှေနောင်ဖျားကြီးကိုမြန်မာနိုင်ငံလေပိုင်းမကွေးတိုင်းဒေသကြီးတောင်တွင်းကြီးမြို့ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးရဲ့ဘေးမှာတည်ထားကိုးကွယ်ထားပါတယ်။တမိုင်းမတန်များအရာတောင်တွင်းကြီးမြို့ကိုတည်ထောင်ခဲ့တဲ့တာဂလာမင်း50မြောက်ပိတ်ရောင်မင်းလက်ထက်မှာမြတ်စွာဘုရားရှင်ပွင့်တော်မမူမီနှစ်ပေါင်း300ခန့်ကဘိနေလာမင်းကြီးကိုးကွယ်ခဲ့တဲ့ကတ္တဗဘုရားရှင်ရဲ့အုံလုံးဝေရှင်တော်ဟာပိတ်ရောင်မင်းကြီးထံကိုရောက်ရှိခဲ့ပါတယ်။မင်းကြီးကလည်းဝမ်းမြောက်စွာနဲ့ကတ္တဗဘုရားရှင်ရဲ့အုံလုံးဝေရှင်တော်ကိုထာပနာပြီးတော့ဇေဒီတော်တစီကိုတည်ထားခဲ့ပါတယ်။မင်းကြီးဟာဇေဒီတော်တင်နေတဲ့အချိန်မှာပဲနတ်ရွာဆန်ခဲ့တာကြောင့်တားတော်တန်တောင်မင်းကဇေဒီတော်ကိုညံတော်30အထိဆက်လက်တည်ထားခဲ့ပါတယ်။အဲ့ဒီနောက်တာရနာတော်နဲ့တရားတစ်ခုနှစ်မှာလည်းဗေဒနိုးပြည်ရှင်ပန်တော်ဘီယမာကြီးကထပ်မံပြုပြင်ရွှေကြီးတော်တင်ခဲ့ကြောင်းလည်းသိရှိရပါတယ်ခင်ဗျာ။ဗေဒနိုးမြို့ပြတ်တုံးပြီးနှစ်ပေါင်း290အကြာမှာတော့အနောက်မစ္စည်းမဒေသကပါလင်ကလေးမင်းကြီးရဲ့တားတော်များဖြစ်ကြတဲ့မင်းပြောင်မင်းရောင်မင်းနောင်မင်းနဂါနဲ့နှမတော်မဲစောတို့ကနောက်တစ်ချိန်မှာတောင်တွင်းကြီးလိုအမည်တွင်လာမဲ့ပုံနာဝတီမြို့ဟောင်းနေရာကိုရောက်ရှိလာခဲ့ကြပါတယ်ဘယ်မင်းပြောင်ရဲ့ညီတော်များဖြစ်ကြတဲ့မင်းနောင်နဲ့မင်းနဂါတို့ဟာဘူမိနဲ့တန်မြေကောင်းမှန်တဲ့ဘောဒီအရက်မှာရတနာပြောင်းမှုဆင်ဖြူတော်ကိုမြို့တော်တည်ရန်နေရာကိုနင်းကျင်းစေဖို့ခရီးဦးရှိညွန်ထားပြီးတော့ဆက်လက်ခရီးထွက်ခွာခဲ့ကြပါတယ်။အဲ့ဒီအခါခရီးမိုင်300ကိုရောက်တဲ့အခါမှာတော့ဆင်ဖြူတော်ဟာဆက်မသွားပဲရက်တန့်နေတော်မူခဲ့ပါတယ်။ဘယ်ရင်မင်းတော်နဲ့မင်းနဂါတို့လည်းဆင်ဖြူတော်ဟာဆက်မသွားပဲဘာကြောင့်ရက်တန့်နေကြောင်းအမတ်ကြီးဝိဒူလာကြော်ကောင်ကိုမေးမြန်းတော်မူခဲ့ပါတယ်။အမတ်ကြီးကလည်းဆင်ဖြူတော်ဟာအားရင်ကုန်ခန်းလို့ရက်တန့်နေတာမဟုတ်ရပါဒီနေရာဟာမြတ်စွာဘုရားရှင်ရဲ့တရိယဓာတ်တော်တို့ကိမှုတော်မူရာမဟာဘူမိနတ္တမှန်ကန်တဲ့အရက်ဖြစ်တာကြောင့်မကြော်မနှင်းဖို့ဖြစ်ကရက်တန့်နေခြင်းဖြစ်ပါတယ်လို့ရှောက်ထားခဲ့ပါတယ်ဝိဒုဒကြောခေါင်အမတ်ကြီးရဲ့ရှောက်ထားချက်ကိုညီနောင်နှစ်ပါးတို့ဟာအလွန်အားရနှစ်သက်တော်မူပြီးတော့ဒီနေရာမှာရှိတဲ့ခြုံရွယ်တစ်ပင်တို့ကိုခုတ်တွင်ရှင်းလင်းကြည့်ရှုခဲ့ပါတယ်အဲ့ဒီအချိန်မှာတခုတည်းသောအင်ကြီးရဲ့အလဲပခုံးမှာတပေခန့်ရှိတဲ့တောင်ငယ်ပေါ်ကရတနာ10ပါးစီကျဲထားတဲ့မြေပြင်အထက်ညံတော်3000ခန့်ရှိတဲ့ဇေဒီတော်ကိုတွေ့ရှိခဲ့တယ်လို့ဆိုကြပါတယ်ဒါအပြင်သူတို့တယောက်ကဒီဒေသမှာရာခုနေစဉ်စာကပီးနဲ့ကြောက်စာသားတိုင်းကိုလည်းတွေးခဲ့မှုကြောင့်ရှောက်တင်ချက်အရာရှာဖွေတူးဖော်ခဲ့ရမှာ15000ရှိတဲ့ကြောက်စာတိုင်းကိုလည်းတွေ့ရှိခဲ့ပါတယ်အဲ့ဒီကြောက်စာမှာတော့အုံနနာသူတို့ရေးထားခဲ့တဲ့အခရာ6လုံးကိုလည်းတွေ့ရှိခဲ့ပါတယ်တွေ့ရှိခဲ့တဲ့အခရာအတူကောင်းရဲ့အတိတ်ပဲကောက်ယူမှုနဲ့ပတ်သက်လို့အမတ်ကြီးဝိဒူလာကျော်ကောင်ရဲ့ရှောက်တင်ချက်အရာမှာတော့တွေ့ရှိခဲ့တဲ့ဇေဒီတော်ဟာဗတ္တကပ္ပမှာပွင့်တော်မူပြီးတော့လေးစုတော်ဘုရားတို့မှတတိယမြောက်ပွင့်တော်မူတဲ့ကတ္တဗမြတ်စွာဘုရားရှင်ရဲ့အုံလုံးဝေရှင်တော်ဓာတ်တော်ဟာရှေးရခင်ကပြည်တော်မင်းတို့ကိုးကွယ်ခဲ့တဲ့ဇေဒီဖြစ်တယ်လို့ရှောက်တင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာအမတ်ကြီးရဲ့ရှောက်တင်ချက်ကိုမင်းကြီးနောင်တို့ဟာအလွန်နှစ်သက်ဝမ်းမြောက်ကြည်ညိုကြပြီးတော့ရွှေပေါက်ငွေပေါက်ဗဒမြားပေါက်ပေါက်တို့နဲ့ပူဇော်ကြောကြပါတယ်ဒီလိုပူဇော်နေတဲ့အချိန်မှာပဲရောင်ကြီးတော်6ပြားတို့ဟာတပြိုင်နက်ကုညူးတော်မူခဲ့ပါတယ်
မင်းညီနောင်နှစ်ပါးတို့ဟာမြေပေါ်မှာ3000ခန့်ရှိတဲ့ဇေဒီဟောင်းကိုထပ်မံတည်ရန်ဆန္ဒရှိတာကြောင့်မိုင်း900ခန့်အကွာမှာရှိတဲ့ဖုတ်တီးသားအုပ်အစ်စ်များကိုဘိုးဘာစင်မင်းများနဲ့အတူအမြန်တည်ဆောင်ခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပဲနှက်ကောင်းနှမျက်တို့ကလည်းအဖက်ဖက်မှကူညီခဲ့ကြပါတယ်။တဲယူရရှိခဲ့တဲ့အုပ်တစ်များနဲ့မြေပေါ်3000ခန့်ရှိတဲ့ဇေဒီထောင်းကိုလွှမ်းခြုံထားပနာပြီးတော့တန်တောင်30ခန့်အမြင့်ရှိတဲ့ဇေဒီတော်အစ်စ်ကိုတည်ထားခဲ့ပါတယ်။ကာလင်ကလစ်ပြည်မှာပါလာတဲ့တရီရဓာတ်တော်များကိုလည်းဇေဒီတော်အစ်စ်မှာထည့်သွင်းထားပနာခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။အဲဒီနောက်နောင်တော်ကြီးမင်းပြောင်နဲ့မင်းရောင်တို့ရောက်ရှိလာတဲ့အခါမှာတော့တည်ထားပြီးဇေဒီတော်ကိုအင်းရဲ့အလဲတောင်ငယ်ပေါ်မှာတည်ရှိပြီးမြို့တော်မြောက်ဘက်ကထင်ရှားတဲ့အင်ဂျီတစ်ခုရဲ့တောင်ဘက်မှာတည်ရှိနေတာကြောင့်ရွှေအင်းတော်ဇေဒီတော်လို့ဘွဲတော်အမည်တမုတ်ခဲ့ကြောင်းတမိုင်းမှတ်တမ်းများမှာသိရှိရပါတယ်ခင်ဗျာတက္ကရာ358ခုနှစ်မှာတော့တောင်တွင်းဘရင်တရားပတိမင်းလက်ထက်မှာဒုတဲ့ကြီးမားတဲ့ကြောက်ပြားကြီးတွေကိုပဲခူးရိုးမတောင်ချေကချောင်းများကနေတဲဆောင်လာပြီးတော့ဇေဒီတော်မဟုတ်လေးဘက်ကိုလေကတဲ့များခင်းတော်မူပြီးဇေဒီတော်ကိုညံတော်66ပေထိမြင့်ပြီးတော့တီထားကိုးကွယ်ခဲ့ကြောင်းသိရှိရပါတယ်။အဲဒီနောက်ပိုင်းမှာတော့ဘိုးတော်ဖျားနန်းသက်ပြီးဝတ္ထုကံပြေလှူဒန်းခဲ့ကြောင်းလည်းကြောက်စာတစ်ချက်စိုက်တူခဲ့တယ်လို့လည်းဆိုကြပါတယ်။တက္ကရာ1919ခုနှစ်မှာတော့တောင်တွင်းမြေကလေးလှုပ်ခတ်ခဲ့တာကြောင့်ဇေဒီတော်ကြီးဟာပြိုကျပျက်စီးခဲ့ပါတယ်။ဒါကြောင့်တမနာတီတီဝနဘွဲ့ခံဦးရွှေဤကညံတော်အမြင့်85ပေနဲ့ဇေဒီတော်ကြီးကိုပြန်လည်ပြုပြင်ခဲ့ပါတယ်။ဒါအပြင်ဖျားကြီးရဲ့ပလုံအတွင်းမှာလည်းဇေဒီပေါင်း28စုကိုလည်းယနေ့အချိန်ထိတည်ထားကိုးကွယ်ထားပါတယ်ခင်ဗျာ။ဒီဘလော်လေးကိုကြည့်ရှုနေကြတဲ့ကျွန်တော်မိတ်ဆွေများလည်းတောင်တွင်းကြီးကတမိုင်းဝင်ဇေယျမင်္ဂလာရွှေနောင်ဘုရားကြီးကိုတွားရောက်ဖူးမြော်မှုခဲ့သူများရှိရင်လည်းမိတ်ဆွေတို့ရဲ့တတိတရလွမ်းမောစရာကောင်းလာတဲ့ငယ်စဉ်ကလေးဘဝကအမှတ်တရလေးတွေကိုကွန်မန့်မှာရေးခဲ့ပြီးဖို့တောင်းဆိုပါတယ်။နောက်ထပ်ဘလော်တွေမှာပြန်လည်ဆုံတွေ့ကြရအောင်ခင်ဗျာ။